နဲ့ရွေးရလဲရှိတယ်လို့ဇက်ကောင်နဲ့လိုက်တဲ့မင်းသားငယ်လေးတွေလည်းပါဝင်လာဖို့ရှိတယ်လို့ပြောလာတဲ့ဝင်းလွင်ထက်။ဘာကြတော့အမများတယ်ဆိုတာပုံမှန်ရုပ်ရှင်နဲ့မတူဘူး။ရုပ်ရှင်ကအဲ့လိုအဆအရာပေါ့နော်။ကျွန်တော်တို့ပုံမှန်ရိုက်နေကြရုပ်ရှင်ကားနဲ့ဘာမှမဆိုင်။သူ့ကိုစပြီးတော့ပြင်ဆင်နေတာစပြီးတော့make up လုပ်တဲ့အချိန်တွေကကျွန်တော်ရိုက်နေကြရုပ်ရှင်ကားတကားနဲ့မတူဘဲနဲ့အများကြီးပို့ပြီးတော့ကျယ်ပြန့်တယ်အများကြီးပို့ပြီးတော့ကြီးတယ်။ပြင်ဆင်မှုကလည်းအများကြီးပို့ပြီးတော့အချိန်ယူရတယ်ပြီးတော့ Star Power နဲ့ရွေးချယ်ထားတဲ့ Star Power နဲ့ရွေးချယ်ရတဲ့ပါတယ်သူကကျတော့သူတို့ character နဲ့တကယ် live ဖက်တဲ့လူတွေပဲရွေးချယ်တာပေါ့ပြီးတော့နောက်တစ်ခုကဘိုးတုံလိုပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့သူနဲ့တကယ် live ဖက်တဲ့စစ်သူကြီးတယောက်ရဲ့အင်္ဂါနဲ့ညီလို့တဲ့ပုံစံမျိုးမြင်းစည်းတွန်းကျင်တဲ့လူမျိုးတယောက်ချင်းအဲ့လိုဥပမာပြောပါဦးလားအဲ့လိုလူမျိုးတယောက်ချင်းစီကိုညာသောအဖြစ်တော့အဲ့လိုမျိုးcharacter နဲ့ live ဖက်တဲ့လူတွေရွေးချယ်ထားတာကတစ်ဝက်လောက်ရှိပါတယ်